ချစ်တိုင်းသာပေါင်းခွင့်ရှိရဲ့ကဘာပေါ်မှာလွမ်းမရှိနိုင်ဘူးအခြေအနေကကြောင့်တရားကတို့မချစ်ရဘူးတဲ့တို့လေးရောက်မချစ်သင့်ဘူးတဲ့ဘယ်ချိန်တို့နေရာဝေးကြရမယ်ကျူတင်ငါတိထားတော့လေတွေ့တာနေနောက်ကျိုးတစ်ချောင်းလို့တို့မဖြစ်နိုင်ဘူးနော်တို့လေးရောက်မဖြစ်နိုင်ဘူးနော်ရှင်နေပါဦးမေဘာမြေဆုံးဝေးသွားကြပါစေချစ်ဆုံးရဲ့ရင်မချစ်ဖြစ်သည်များနဲ့တရားတိုင်းမဖြစ်နိုင်တာကိုသိလေငါတို့နဲ့ဦးသေး